မိုးရသည့်ကာလအတွက်တော့ကျွန်တော်တို့အထည်ရောင်းတဲ့လူအတွက်တော့အားလုံးအတွက်လေဈေးအရောင်းဝယ်တော့ပါတဲ့ချိန်ဖြစ်တယ်နော်ကျွန်တော်တို့ကဈေးရောင်းတဲ့လူအတွက်အပါဆုံးအချိန်အဒီအချိန်ပဲဘာလို့လဲဆိုရင်နေတိုင်းမှာလည်းရေကြီးတာလမ်းပြတ်တာတရားတွေဘာတွေအစင်မပြေတာခရီးအသွားလာအစင်မပြေတာပစ္စည်းပို့ရတာအစင်မပြေတာတွေမိုးရသည့်ကာလဒီအချိန်ဆိုရင်အစင်မပြေဆုံးအယောင်းဝယ်တစ်ခုဖြစ်တဲ့ချိန်မလို့ကျွန်တော်တို့ကခဏတစ်ဖြုတ်တော့အေးစစ်ကိုလုံနေတဲ့အလုပ်ကိုဇွဲမလျှော့ပဲနဲ့ပုံမှန်လုပ်သွားရမယ်ဒီအလုပ်ပြောင်းလုပ်မယ်စကူအချိန်နဲ့လာမှာပါဒီအထည်ဈေးကွက်ကအကြီးပါနော်အားငယ်စရာမလိုဟိုခဏတစ်ဖြုတ်လေးပဲအယောင်းဝယ်ပါတာပါကျွန်တော်တို့ကဒီအလုပ်ကလမ်းတွေဘာတွေပွင့်သွားပြီးရှေ့လျှောက်မှာလဲဟွာတွေရှိလေပွဲလန်းသပင်တွေဘာတွေရှိတယ်လာတော့မှလေဒီဝါတွင်းပြီးလို့ရှိရင်တော့ဈေးကွက်ကပြန်လိုက်လာမှာပါနော်ကျွန်တော်တို့လုပ်စီရရှိတဲ့အလုပ်ကိုပုံမှန်လေးလုပ်သွားရုံပဲဟုတ်တယ်အဓိကလေးအယောင်းဝယ်ပါတဲ့အချိန်ဆိုရင်ပစ္စည်းလဲလို့ဒီလောက်ပဲမှာမယ်နည်းနည်းပါပါပဲမှာမယ် update မလုပ်ဘဲနဲ့နေရင်လည်းပစ္စည်းအသေးမဝင်လည်းပို့ပြီးတော့မယောင်းကောင်းပါနော်ရှိတဲ့ပစ္စည်းကိုအရင်က900ဝယ်တယ်ဆိုရင်ဒီချိန်ဆို100ပဲဝယ်ပြီးတော့မှပါလေးပဲလုပ်မယ်ဝါတွင်းလည်းပြီးရအဲ့ဒါဆိုအရှိန်ဟုန်နဲ့ပြန်လုပ်လို့ရတယ်လေကျွန်တော်တို့အလက်ပြန်ရောက်မှာပါစေရောင်းတဲ့အချိန်ဆိုတော့လေအခုကလူတိုင်းပါနေကြတဲ့အယောင်းဝယ်ကဈေးရောင်းတဲ့ဆိုင်ဆိုရင်တိတ်မတွေးရဘူးလူတိုင်းငုတ်တုတ်ပဲထိုင်နေရတာတနေကုန်ဆိုင်မှာဒီအချိန်တွေကဒါကနောက်ဆုံးအချိန်ပေါ့နော်ဒီရလေးပြီးလို့ရှင်တော့စောင်းရင်းဆိုရင်ပုံမှန်လေးရောင်းရပါတယ်စောင်းနေဝင်လို့ရှင်ဈေးကသူ့ပုံမှန်လေးရောင်းရတယ်အဲ့ဒါတွေကလာမှာနော်ဈေးရောင်းကောင်းတဲ့ချိန်လာမယ်ကောင်းတဲ့ချိန်လာမယ်အဲ့ဒီအချိန်ဆိုလူလဲစီကားမယ်ဈေးတွေလဲပုံမှန်ရောင်းရမယ်အားလဲရှိမှာပေါ့နော်ဘာပစ္စည်းမာရမလဲဘယ်လိုလုပ်ရမှာလဲအဲ့ဒီအချိန်ဆိုရင်အားကိုမအားတော့ဘူးဘာလို့လဲဆိုရင်ဒီအချိန်အားတော့ကိုလို့စရာစီးတွေကအေးစစ်နေပြီးတော့မှကိုဝါသနာပါတဲ့အလုပ်တစ်ခုကိုပုံမှန်လေးလုပ်သွားတာအစင်ပိုပြေမယ်စိတ်မညစ်ပါနဲ့ကိုဝါသနာပါတဲ့အလုပ်ဆိုင်မှာထိုင်နေလဲလုပ်ပါတရားနာထောင်လဲဆိုတရားနာထောင်ပါစာအုပ်ဖတ်တဲ့ဝါသနာပါတယ်ဆိုရင်စာအုပ်လေးဖတ်လိုက်ပါအားလုံးကျမ်းမာရေးကောင်းပါစေဗျာရောင်းကောင်းပါစေအားလုံးကိုကျေးဇူးတင်ပါတယ်Thank you